မင်္ဂလာပါနော်မိမိကဒီနေ့ချီထိုးခြင်းတဲ့ညီမလေးတွေအတွက်မောင်ငယ်လေးတွေအတွက်ပေါ့နော်ခြေခံလည်းမရှိသေးဘူးချီကိုဘယ်ကနေစထိုးရမလဲမသိဘူးဆိုတဲ့သူလေးတွေအတွက်ချီကိုစကင်ပြီးတဲ့အခါမှာအခြေခံစထိုးရတယ်ဒီ slit knot ဆိုတဲ့ queen လေးကိုဘယ်လိုထိုးလဲဆိုတာကိုထိုးပြပေးပါမယ်ဖုန်မီတွေထိုးတဲ့အခါမှာဖုန်မီတန်းလေးစထိုးဖို့အတွက် slit knot ဆိုတဲ့ queen လေးကိုအရင်စလုပ်ပြီးတော့မှအဲ့ဒီကနေပြီးမှထိုးရတယ်ပေါ့နော်ပထမဆုံးခြီကိုလက်တန်းလေးကနေတပည့်ရစ်ပြီးတော့လက်ညိုးလေးကနေဆွဲယူပြီးတော့ထိတ်မှပြန်ပြပေးမယ်နော်ပထမဆုံးခြီကိုလက်တန်းလေးကနေတပည့်ရစ်ဆွဲယူတယ်လက်ညိုးလေးပေါ်ကနေပတ်ပြီးဆင်းချလာပြီးတော့လက်မနဲ့လက်ကလေးလေးနဲ့ဒီလိုလေးတိတ်ကလေးကိုထိမိကင်လိုက်တယ်ဒီလိုအနေထားလေးပေါ့နော်အဲ့လိုအနေထားလေးရပြီဆိုရင် slit knot ထိုးဖို့အတွက်ခြီကိုလက်မကနေဆင်းလာတဲ့ခြီလေးကိုဆွဲယူပြီးတော့ဝိုင်းလိုက်မယ်ဒီလိုအနေထားလေးပေါ့နော်ဒီလိုအနေထားလေးရမယ်နော်ခြီတူလေးအောက်ကနေပြီးတော့ခြီရှီကအပေါ်ကနေရစ်ထားတယ်ခြေကလေးကိုဒီနေရာလေးကိုလက်မလေးနဲ့ထိန်းကင်ပြီးတော့အကိုခွန်လေးတွေကနေဆွဲယူပြီးတော့ခြီကိုရစ်ကော်လာမယ်ပေါက်လေးတွေကနေပြန်ပြီးတော့ဆွဲထုတ်လိုက်မယ်ဒါဆိုရင် slit knot လေးရပြီဒီလိုလေးပါနောက်တစ်ခေါက်ပြန်ပြပေးမယ်နော်ခြီလေးကိုဆွဲယူလာတယ်ထိတ်ကလေးနဲ့ထိန်ကင်မယ်ခြီလေးကိုဒီလိုလေးဝိုက်ပြီးတော့ပေါက်လေးကနေအထက်ဒီလိုလေးလက်မလေးရဲ့ဒီလိုလေးထိန်ကင်ထားနော်ခြီလေးလွတ်ထွက်မသွားပြီးရင်ခြီလေးကိုချိတ်ကော်လာပြီးတော့ပေါက်လေးတွေကနေပြန်ဆွဲထုတ်လိုက်ဒါဆိုရင် slit knot လေးရပါပြီခုမှခြေစားကင်မဲ့သူလေးတွေထိုးကြည့်ပါနော်လက်လှလေးရအောင်